yes မင်္ဂလာပါကျွန်တော်ဆောင်းပြပါတယ် Apple 16 Pro ကင်ထားတဲ့သူတွေ16 Pro ကင်ထားတဲ့သူတွေပေါ့နော် Apple Lock 2နဲ့ဘယ်လိုရိုက်ရမလဲ Blackmagic Cam ကိုဘယ်လိုအသုံးပြုရမလဲBlackmagic Cam နဲ့ Apple Lock 2ကို Cinematic Sensor ဘယ်လိုလုပ်လဲဆိုတာဒီနေ့ကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ် Okay let's go Blackmagic App ကိုကျွန်တော်တို့ဝင်ကြမှာနော်အခုကျွန်တော်တို့မြင်နေကြ Blackmagic App ပေါ့နော်ဒါဆို Blackmagic App ရဲ့ပုံစံပါနော်မြင်နေရပါကျွန်တော်အဲ့ဒါကိုကျွန်တော်ကအခုကဘာကျွန်တော်ထည့်တာကျွန်တော် lab အုပ်ထားတာဖြစ်ပါတယ်ဒါဆို lab အုပ်ထားတဲ့ပုံစံပါနော်ဒါဆို lab အုပ်ထားတဲ့ပုံစံဒီကဒါကျွန်တော် screen ပါဒါကျွန်တော်ရဲ့မီပါ screen ပါဒီလို lab အုပ်ထားတဲ့ပုံစံကျွန်တော် lab မှာဆိုတော့အမျိုးမျိုးရှိပါတယ်ဒီမှာ browser online neutral ရှိတယ် cinematic theme ရှိတယ်day night အများကြီးပါနော် monochrome တို့ neutral တို့ကျွန်တော်ကbrowser online မှာထားတာများပါတယ်ဒါကကျွန်တော်အများနဲ့ရိုက်နေပုံစံပေါ့နော် browser online ထားတာများပါတယ်ဒါကပထမအဆုံး lab ပေါ့နော်သူ့မှာအများရှိပါတယ်သူ့ရဲ့မျက်နှာမှာကျွန်တော်ဗာမြင်ရမှာဆိုတော့ SPS မြင်ရမယ် LAN မြင်ရမယ် shutter speed မြင်ရမယ် iris မြင်ရမယ်ဒီ counter မြင်ရမယ် ISO မြင်ရမယ် WB wiper LAN မြင်ရမယ် tin မြင်ရမယ်အောက်မှာဆိုရင် waveform မြင်ရမယ်ကျွန်တော်တို့ waveform မှာဆိုရင်လည်းကျွန်တော်တို့ Apple Lock 2နဲ့ HDR လို့ခေါ်ပါတယ်ကျွန်တော် HDR စတင်နဲ့တောင်းတာဖြစ်ပါတယ် Okay ဒီမှာ storage ဒီမှာကကျွန်တော်တို့ mic ပေါ့နော်ဘေးနားမှာလည်းကိုယ်က standard နဲ့ရိုက်မှာ cinematic နဲ့ရိုက်မှာပါညာအကုန်ရှိပဲကျွန်တော်များများကျွန်တော် standard နဲ့ရိုက်ထားပါတယ် lab ဆိုရဒီတိုင်းပဲဘယ် lab ကိုတောင်းချင် on off လုပ်လို့ရပါတယ်ဒါ lamp တွေပါ lamp မှာဆိုရင်လည်းအမျိုးသားကျွန်တော်တို့ဒါအများကြီးပါနော်ဒါ13 milli ကွယ်လုံးဝ ultra wide တွေဒါက24 mm 48 mm 24နဲ့ကျွန်တော်လုပ်ပါမယ် Okay ဒီ Apple Lock နဲ့ဘယ်လိုလုပ်ရမလဲပေါ့နော်ကျွန်တော် setting ထဲမှာဝင်မယ် setting ထဲမှာဝင်ပြီးရင်ကျွန်တော်တို့ဒီ record ရှိမယ်ဒီ computer ရဲ့ setting အကြီးတွေပေါ့နော် record ရှိမယ် camera ရှိမယ် audio ရှိမယ်ကျွန်တော်တို့ monitor ရှိမယ်ပြီးတော့ light screen ရှိမယ်အများကြီးပေါ့နော်သူအများကြီးပဲ Okay ကျွန်တော်အရေးကြီးတာပဲကျွန်တော်ဆက်လုပ်လိုက်မယ်ပထမဆုံးဟာကကျွန်တော် record မှာဆိုရင်သူကောက်တက်မှာဆိုအများကြီးပဲကျွန်တော်တို့ ProRap Raw HQ နဲ့ရိုက်မလား ProRap Raw နဲ့ Apple ProRap နဲ့ရိုက်မလားအဲ့ ProRap တွေတော်တော်များများကဘိုင်းဆိုင်အရန်ကြီးတာပေါ့နော်ကျွန်တော်အရန်မကြိုက်ဘူးကျွန်တော်တို့ကအရန်မကြိုက်ကျွန်တော်အများနဲ့ click နေလို့ကျွန်တော်အရန်မကြိုက်ဘူး Okay ကျွန်တော်တို့ကြိုက်ဆုံးက265ပေါ့နော်ဒါ HDR ပေါ့နော်ကျွန်တော်ပြောရရင်က HDR ပေါ့နော်ကျွန်တော်အသုံးများပါတယ်အခုကျွန်တော်ပြနေကြတယ်လေတော်တော်များများအဲ့ဒါနဲ့ကျွန်တော်ရိုက်ပါဖြစ်ပါတယ်ပြီးတော့ bitrate မှာဆိုရင် high 54 MB PS ပေါ့နော်ကျွန်တော်သုံးပါတယ်တိုက်တဲ့လိုကိုတုံးလို့ရတယ်ဒါတွေကသူ့ရဲ့ memory ပေါ်မူတည်ပြီးတော့ storage ပေါ်မူတည်ပြီးတော့ကိုရွေးချယ်လို့ရပါတယ်ဒါလေးကျွန်တော်သုံးပြုနေတဲ့ပုံစံနဲ့ကျွန်တော်ပြောပြဖြစ်ပါတယ်ကိုတက်မှာဆိုဒီလိုသူတို့တုံးတယ်ပြီးတော့ resolution မှာဆိုအလုံး 4K ပေါ့နော်ဒါအမြင့်ဆုံးကျွန်တော် 4K လို့သုံးပါတယ် color space မှာဆိုရင်သူ့မှာ RAW online RAW 2020 HDR ရှိမယ် B3D 65ကျွန်တော်တခါမှမတော်ဘူးတော့မြင်ဘူးတယ်Apple Lock HDR Apple Lock 2 HDR ပေါ့နော်ကျွန်တော် Apple Lock 2 HDR ကိုသုံးပါတယ်ဒီရက်ဒါကသူ့ရဲ့color space ပေါ့နော် time code display က record RAM color တော့ဆိုရင်ဒါလေးကပြီးသွားပြီပေါ့နော်ဒါလေးပဲမိုက်တို့ဘာတို့ဒါကကိုစိတ်ကြိုက်ကိုလုပ်လို့ရတယ်နောက်တစ်ခုကသူ color ဆိုအောက်ဆုံးမှာ lab ဆိုတာရှိရပေါ့နော်ဒါ lab ကကိုထည့်ချင်ထည့်တဲ့ input lab ဆိုတာရှိတယ်ကိုယ့်ရဲ့ကိုယ်ပိုင် lab ပေါ့နော်ဖုန်းတော့ထားတာကိုယ်ပိုင် lab လို့ရှိရင်ကျွန်တော်ထည့်လို့ရတာပေါ့နော်ဒါကကိုယ်မှာရှိရင်ထည့်လို့ရပါတယ်ဒါမှကိုတရားလေးကိုမတုံးချင်ဘူးoff ထားလို့လည်းရတာပေါ့နော် off ထားလို့လည်းရတယ်ကျွန်တော်အကုန်ဖွင့်တာကျွန်တော် off လိုက်ပါမယ်ကျွန်တော်တစ်ခုပဲတုံးအမှန်တိုင်းဆိုရင်ဒါက off ထားလို့ရတယ်ဒါနဲ့တုံးပြီးကျွန်တော်အခုစမ်းပြတော့မှာပေါ့နော် Okay ဒီအပေါ်မှာဆိုရင်ဒါက iPhone ပေါ့နော်sorry ဒီအပေါ်မှာဆိုရင် A73 အခုကျွန်တော်ပြမယ် A73 အခုကျွန်တော်ပြမှာက iPhone ပေါ့နော် iPhone 2 Apple Lock နဲ့ရိုက်ထားတယ်နည်းနည်းတော့ကွယ်နေတာပေါ့နော် Okay ဒီလိုမျိုးပေါ့နော်ဒါက lighting နဲ့တူတူပဲပေါ့နော် Okay ဒီလိုမျိုးရှိတော့ပေါ့နော်ကျွန်တော်တို့ရဲ့ဒါက setting ဒီ setting တိုင်းကျွန်တော်ရိုက်တာများပါတယ် Okayဒီနေ့တော့ဒီကျွန်တော် Apple Lock ရဲ့ setting လေးကျွန်တော်ရိုက်နေတဲ့ setting လေးတို့နားလည်မယ်လို့ထင်ပါတယ် Okay အားလုံးပဲကြံကောင်းချင်မြောက်စွာနဲ့ဖန်ဆက်ပါစေ Bye bye